ဒီနေ့ OV ကတော့ဘဲကြီးပဲဖြစ်ပါတယ်ငါဘဲမဲလေး E2 မပါတော့ဘဲမဲလေးနဲ့စကားပြောရအောင်ဘာလဲဆိုတော့အမွှေးရှာရမှာပဲဖြစ်ပါတယ်ဘာအမွှေးလဲဘဲမွှေးပါဒါလေဘာလာပြောညာလေဘာမှနားမလဲဘူးပြောနေတော့ငါတော့ငါရှာလိုက်မယ်โอเคငါသိပြီဘဲမွှေးရှာမှာโอเคအော်ဒီမှာဟိုအားလည်းတွေ့ပြီမမွှေးတစ်ချောင်းတွေ့ပြီဒါလူကိုပေါင်းရမှာလားမသိဘူးအော်ဟိုမှာတစ်ချောင်းငါခုနှစ်ချောင်းရှိသွားပြီအခုမှနှစ်ချောင်းပဲတွေ့သေးတာကိုဘယ်ရောက်လာလဲမသိဘူးဟဲ့ကားတွေပဲတွန်းပြစ်လို့ရတယ်ဒီမှာတော့ကြောင်းယေးဘာရတာတွန်းလို့ရတာတော့လိုဟာတွေကိုစားလို့ရတယ်မသိဘူးကားတန်းကဟဲ့ပြုတ်ကြတာကြီးပါကြီးလည်းမသိဟောပြုတ်ကြတာမဟုတ်ဘာကြီးလဲဘဲမွေးစုရမှာလားမသိဒီကိန်းဆော့ဘူးလေသူပြောကြပါအောင်ဘာလို့ရမှာလဲတော့ဟောမငှက်ယေးငှက်တကောင်ကောက်ရတယ်အိမ်မော်တက်လို့ရလားမရအောင်ဘဲမွေးရှာရင်လည်းပစ္စည်းတွေလိုက်စုရမှာထင်တယ်ဘဲမွေးကအခု100တောင်ရှာမှာတဲ့ကြော်တော့ဟိုမှာဒီမှာတစ်ခုโอเคစုံချင်းနေကောင်းတယ်ဘဲမွေးရှာတာချင်းနေကောင်းပါဟဲ့ပြတော့အေးတေဝါလားငါဘလို့ပေါ်ပြန်တက်မှာတော့လားဆိုဘယ်လိုဟိုမြေဥမင်နိုင်ချောင်းတွေလည်းရောက်လာတော့မသိဘူးဒါပါကြီးနှိပ်ကြည့်လိုက်မယ်ဆိုမထီရတယ်ငါနှိပ်လိုက်မယ်ဟိုဘက်ပေါက်မှလည်းသွားလို့ရသေးရလားမသိဘူးဟောရတယ်ညင်ရတော့ငါကောဘယ်ရောက်လာလဲမသိဘူးဟေးဘာမှမမြင်ရတော့ဟောโอเคပါတက်တော့မရဟိုဘကနာလည်းပဲတက်ရလို့ရမှာဘာမှဒီမှာသွားလို့ရတယ်သွားနေလမ်းတွေ့ခဲ့တယ်42ခုရှိပါပြီစူးစမ်းထား44ခုဒါခုနနေရထင်တာပဲအပြင်ရောက်ပြီဟုတ်လားနောက်ဆုံးတော့ရေမြောင်းစိုးကြီးတွေကနေထွက်လာနိုင်ခဲ့ပြီကွာဟာဒီရောက်မှစိတ်ထွက်ရမရအောင်ဒါဘယ်နားတွေရောက်လာဘယ်နားတွေလဲမသိတော့ဘူးလမ်းတွေပြောင်းနေပြီအော်ဖီလမ်းပြောင်းနေပါပြီအော်ဖီကိုတင်ပေးကြအောင်ဒါပါကြီးတော့အဆာတော့ချီပါသေးအော်ချီဒါဘေးကလေးလမ်းလျှောက်သွားတာဒါခယူကောက်ရပြီခယူโอเคပြည့်ရမယ်နောက်40ဆိုရင်ပြည့်ပြီဘယ်ကိုသွားမှာတေကိုသွားမှာ
ရှိရတယ်မြင်ခွင်းနေလားကရေခဲမို့စားရမယ်ဝင်လို့ရလားဝင်ကျင်တယ်မရဘူးโอเคမရရင်ဝင်ဝင်မရစေဝင်မရစေဘယ်စကားစီးလို့ရတယ်တော့ဘယ်စကားစီးပြီးဘယ်သွားမှာလဲရောက်လာပြန်ဘယ်နေရာလဲမသိတာ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 ဒါပါပဲစကားပြန်စီးရမှာလားဟုတ်ငါကငါစစဦးလုံးလာခဲ့တဲ့အိမ်ရပါမှာဒါကဆင်းရတဲ့နေရာမဆင်းโอเคနောက်နည်းနည်းဆိုရင်ပြည့်ပြီစူးစမ်းပန်းစားရှာထားပါဟုတ်တယ်ဒါကအိုဖီလာခဲ့တဲ့နေရာကြီးမှတ်မိပြီအော်မတချောင်းโอเคပါโอเคအော်ဒီမှာတချောင်းတွေ့ပြီဒီမှာတချောင်းเย้ပါလေတော့မသိโอเคနောက်20ဆိုရင်ပြည့်ပြီနောက်20ဆိုရင်ပြည့်ပြီတာရှာမယ်ဒီကိန်းစော့ဘူးတဲ့သူရှိရင်တင်ပေးပါအောင်ဘဲမွေးရှာပြီးဘာလုပ်ရမှာလဲဆိုတာဝင်လို့လည်းမရအောင်ဩမိုင်ဘုံညာလာပိတ်တော့မရတော့ဒီမှာတခြားပစ္စည်းတွေဘဲမွေးတွေရှာတော့ဟုတ်ပါပြီပြီးရင်ဘာလုပ်ရမှာဘဲမွေးရှာတယ်ဘဲမွေးရှာရောမရှာမှာလားမသိဒါပါတော့ရတချင်လားတူကာတူနဲ့နောက်10ချောင်းဆိုရင်ပြည့်ပြီနောက်10ချောင်းဆိုရင်ပြည့်ပြီတော့အမိုက်ကြီးဒူးညင်ကောက်တော့ဝင်သွားဘယ်စကားပြန်စီးလို့ရတာမရအောင်ဘယ်စကားပြန်စီးလို့ရတာမသိမရအောင်ဒီမှာစီးလို့ရတာမရအောင်အဲ့ဒါခုနနေရာဘလို့သွားမှာတော့ယောဘဲမွေးရလိုသေးရဲ့ဒီတာနောက်8ချောင်းဆိုရင်ပြည့်ပြီတော့နောက်8ချောင်းဆိုပြည့်ပြီလို့ဒါပါတယ်ဒါစားလို့ရတန်နိုင်ကိုပြန်ဆင်းသွားတော့ငါတိကျလိုက်ရရတယ် baby bam now ခုနချောင်းဆိုရင်ပြည့်ပါပြီနောက်ခုနချောင်းဆိုပြည့်ပြီပြင်ကျင်ရောက်လာပြီโอเคနောက်ခုနချောင်းဆိုရှာရပါအောင်မယ်နောက်ခုနချောင်းကိုရှာရမယ်ဒီမှာတချောင်းโอเคနောက်9ချောင်းပဲကျန်တော့တယ်ကွာနဲ့နောက်9ချောင်းငါပဲမွေးလေးတွေရေဗမာလေးတော်တော့မြောက်ဒီမှာတချောင်းโอเค4ချောင်းနောက်4ချောင်းပဲကျန်တော့တယ်နောက်4ချောင်းပဲကျန်တော့တယ်ဟေး
ပြီးရင်ဘာလုပ်ရမှာလဲသွားမရအောင်ဟမ်ဘယ်လိုသွားမှာလဲဟမ်โอเคပါ OP ဒီနေ့နောက်၄ချောင်းရှာပြီး OP ပြန်လာခဲ့ပါမယ်ဒီနေ့ဗီဒီယိုရတာဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ပါ